Yone consider to be the video trail I'm upon spirit message so this is spirit message video so the video gara to get yone to get consider to bono you guide us to get the same the video chin to the guide us the message page in the label you guide us to get the same be like up so the spirit message so the video go but came I want to sickly so long relax so taba okay look on consider thing ကြည့်တော့ပါမထင်ဘောနော်ဒီဗီဒီယိုကြော်ရလို့ရတယ်ပေါ့နော်ဒီဗီဒီယိုမလုပ်ခင်မှာလည်းအတွင်းထဲကနေ shaking ဖြစ်နေတာပေါ့နော်အတွင်းထဲကနေတုံနေတာမျိုးတွေဖြစ်တယ်ပြီးတော့တကယ်ကိုလည်းဒီဗီဒီယိုကြည့်နေတဲ့သူတွေအတွက်တကယ် spirit message ကိုတောင်းပေးရဖြစ်တယ်ဆိုတော့ဒီရဲ့ energy တကယ်ခံစားလိုက်မယ်တကယ် feel ဖြစ်လိုက်မယ်အဲ့တော့ဒီဗီဒီယိုကိုယုံကြည်ရဲ့သူပဲဆက်ကြည့်ပါလို့ပြောချင်တယ်ပေါ့နော်ဆိုတော့ကိုမ guidance ကောင်းနေရှိလို့ယုံကြည်ရဲ့သူတွေအဆောင်ရှောက်တွေ God ပဲပြော universe ကြိုက်တာပြောလို့ရတယ်ပေါ့နော်သူတို့တွေတကယ်ကိုဆောက်ရှောက်တယ်လို့ယုံကြည်ရဲဆိုရင်ဒီဗီဒီယိုကြည့်သွားပေါ့နော်ဆိုတော့အရင် emotional ဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲမသိဒီရဲ့ video ကတော့မနေ့ကလည်းလုပ်ချင်တယ်ဒါပေမဲ့ဘယ်လုံးမှလုပ်လို့အဆင်မပြေဘူးပေါ့နော်ဆိုတော့ let's start ပေါ့နော် spirit message ဘာတွေပေးချင်နေရလဲဒီ video ကြည့်နေတဲ့သူတွေအတွက် spirit guide တွေဘာတွေပြောချင်လဲ spirit guide တွေဘာတွေပြောချင်လဲ okay ဒီ video ကြည့်နေတဲ့သူတွေအခုပြောချင်တာဖျားတရားလောက်ဖို့အရင်စိတ်အားတွေထက်သန်နေတဲ့သူတွေများလိုက်မယ်ဒါမှမဟုတ်ရင်လည်းလမ်းကြောင်းတစ်ခုပြောင်းချင်နေတာမျိုးပေါ့နော်ကိုကတိနေတယ်ငါဒီတိုင်းနေဆက်မဖြစ်တော့ဘူးငါဒီတိုင်းလုံးဖို့မရငါတခုခုထားလုံးမရမယ်ငါတခုခုလုံးမပဲအဆင်ပြေမယ်ဆိုတဲ့သူတွေများနေလိုက်မယ်ငါဒီတိုင်းပဲဆက်နေတော့ငါအတွက်အဆင်မပြေတော့ဘူးလို့ဖြစ်နေတာတွေအရင်များမယ်ပြီးနောက်တစ်ခုပေါ့နော်ခံစားလိုက်မယ် feel ဖြစ်တာမျိုးတွေဖြစ်လိုက်မယ်ပေါ့နော်တခါတည်းကျရင်ကို့မှာအဆောင်ရှောက်တွေရှိရတော့တည်ရတဲ့မဲ့ဟိုမခံစားရအောင်ဒါပေမဲ့အခုတလောတွေမှာအခုဒီရက်ပိုင်းတွေမှာသူတို့ရဲ့ဆောင်ရှောက်မှုတွေသူတို့ကိုဆောင်ရှောက်နေတယ်ဆိုတဲ့ message ရတယ်ပေါ့နော်ဆိုတော့သူတို့ကို guide လုပ်ပေးနေရရှိရသူတို့ကိုပြောချင်နေတဲ့စကားတွေရှိရသူတို့ကိုပြောနေတဲ့စကားတွေရှိရအဲ့တော့ကို့ဘဝမှာအရန်ခက်ခဲနေလို့ထင်နေတဲ့သူတွေမြစ်တာများများပို့ပါအဆောင်ရှောက်တွေဒီထက်ပို့ပြီးတော့ connection ရအောင်ယူပါပေါ့နော်သူတို့တွေကိုမြစ်တာများများပို့ပေးပါအတိတ်က connection ယူရဲဆိုတာဘယ်လိုမျိုးပြောတာမဟုတ်ဘူးနော် power ရှိလို့အဲ့လိုမျိုးပြောတာမဟုတ်ဆိုလို့ချင်တဲ့ဘောကကိုယ့်ရဲ့အဆောင်ရှောက်တွေကိုမြစ်တာများများပို့ပေးပါကို့မှာအဆောင်ရှောက်တွေရှိရလို့ယုံကြည်ရဆိုရင်ကိုကအမှတမတ်ရနေပေါ့နော်ဆိုတော့ယုံပြောချင်တာအခုချိန်မှာဒီဗီဒီယိုကြည့်ရင်သူတွေကိုယ့်ရဲ့ spirit တွေကကိုစောင့်ရှောက်နေပါတယ်ကိုယ့်ရဲ့ prayers တွေကိုသူတို့လိုချင်နေတယ်ကိုယ့်ရဲ့ဆုတောင်းတွေသူတို့လိုချင်နေတယ်အဲ့တော့ကိုကများများလုပ်ပြီးဖို့လိုအပ်တယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူကိုယ်တိုင်ကလည်းလေအခုဒီရက်ပိုင်းကြီးမှာဆို maybe ဖျားတရားနားထောင်ခြင်းစိတ်တွေပေါ်နေရတော့ဒါမှမဟုတ်ရင်လည်းတရားထိုင်ခြင်းတဲ့စိတ်တွေများနေတာတခုခုပေါ့နော်ဒီဘာသာရေးနဲ့ပတ်သက်ဒါမှမဟုတ်လည်း positive changes နဲ့ပတ်သက်ပြီးတခုခုလုပ်ချင်နေတာမျိုးနောက်တစ်ခုတချို့သူတွေက work out နဲ့ပတ်သက်ပြီးအရန်လုပ်ချင်နေလိုက်မယ်ဆိုလိုချင်တဲ့ဘော body မှာ changes အရန်ယူချင်နေတဲ့သူတွေရှိရအဲ့လိုသူတွေက diet ကိုအရန် follow လုပ်နေရမျိုးတွေရှိတယ်ဒါမှမဟုတ်ရင်လည်းအရန် skin care လာတာမျိုးပေါ့အရန် diet plan လုပ်လာတာမျိုးဒါမှမဟုတ်လည်းအရန် work out တွေလုပ်လာတာမျိုးအဲ့ဒီဟာဘာလဲတိကကိုယ့်ရဲ့ body ကကိုယ် no ဆော့နေရဆိုတာတခြားမဟုတ်ဒီအရာတွေကအဆက်ရှိရပေါ့နော်ဆိုတော့ကိုယ့် body ကအရင် active ဖြစ်နေပြီးအရင်ဒီမလိုအပ်တဲ့ cells တွေကိုတော့လုံးဝထောက်လျှောက်ဟိုပေါ့နော်ဖြတ်ချနေပြီးဖြိုချနေပြီးဆိုတာကိုယ့်ရဲ့အတွင်းက negative energy ကိုရှင်းနေတာအဲ့တော့အဲ့အချိန်မှာဆိုဒီ spirit တွေနဲ့ connection ရတယ်ပေါ့နော်သူတို့တွေကဆောင်းရှောက်မှုတွေပေးတယ်ဆိုတာဒါ sign တစ်ခုလည်းဟုတ်တယ်ဆိုတော့ဒီ video ကိုကြည့်နေတဲ့သူတွေအဲ့လိုမျိုးစိတ်တွေအရင်ပြင်းထန်နေအဲ့လိုမျိုးလုပ်နေရတယ်များတယ်ဆိုရင်ဒီ video ကတကယ် euro အတွက်ပေါ့နော်ဆိုဒီ message ကတကယ်ပေါ့နော်ဆိုတော့နောက်တစ်ခုဘာမြင်ရလဲဆိုတော့ကိစ္စရဲ့တစ်ခုအနောက်ကိုအရင်နှိုက်နေတယ်မျောလက်နေတဲ့အဖြေတစ်ခုရဖို့စောင့်မျောနေလက်နေတဲ့သူတွေပေါ့နော်အဖြေတစ်ခုဒီကိစ္စရဲ့အဖြေဘယ်တော့ရမှာလဲဒီကိစ္စကဖြစ်မှာလားအောင်မြင်မှာလားလို့စောင့်မျောနေတဲ့သူတွေအတွက်အဲ့ကိစ္စကဖြစ်မယ်အောင်မြင်မယ်ဘာကိစ္စပဲဖြစ်ဘယ်အရာမဆိုကိုယ့်ရဲ့ life မှာအခုကိုယ့်ရဲ့ဘဝပဲအစိတ်အပိုင်းမှာဖြစ်တကယ်လိုအပ်နေတဲ့အရာတစ်ခုခုကိုစောင့်မျောနေတယ်ကြာနေပြီအဖြေတစ်ခုရချင်တယ်ဆိုအဲ့ဒီရဲ့အဖြေက yes ဖြစ်လိုက်မယ်အောင်မြင်လိုက်မယ်ဆိုတဲ့တဘော okay နောက်တစ်ခုအခုချိန်မှာကိုယ့်ရဲ့ရှိနေတဲ့ဒီ obstacle တွေ blockages တွေကိုဖြေဖို့လိုအပ်နေတဲ့အချိန်တစ်ခုလည်းရှိရအဲ့တော့မကောင်းတဲ့ energy တွေကိုမှဟိုစိတ်ထဲမှာတည်ရငါဒီငါရဲ့ဒီလောက်ရကမားနေတယ်ငါတို့သာပြောလိုက်တာငါမားတယ်ဆိုစိတ်ထဲနဲ့အရာအလုံးတောင်းမှန်လိုက်ပြီးအကောင်လုံးလွတ်ချလိုက်အကောင်လုံးဖြတ်ချလိုက်okay အဲ့တော့ကိုကဒီလူတွေနဲ့ငါအမားလောက်ခဲ့ဒီလူတွေကိုငါစော်ကားခဲ့တယ်ကိုရဲ့စိတ်ကအဲ့ကိုလောက်လိုက်တဲ့အမားကိုတည်ရဆိုအခုချိန်မှာတောင်းမှန်လိုက်ပါဝန်ခံလိုက်ပါspirit တွေကခွင့်လွှတ်ပေးလိုက်ပါမယ်ကိုယ့်ရဲ့ guidance တွေကိုအများကြီး guideline တွေပေးဖို့ရှိတယ်သူတို့တွေနဲ့ဒီမြစ်တာများများပို့ပေါ့နော်မြစ်တာပို့ရင်နေဘာဖြစ်လာမလဲစိတ်တွေညှင်လာမယ်ပြီးရင်အိမ်မက်ထဲမှာ message ရတာတို့ကိုယ့်ရဲ့ဒီ ion ထဲမှာပေါ်လာတာမျိုးတွေဖြစ်လိုက်မယ်အဲ့တော့ဒီ video ကိုကြည့်နေတဲ့သူတွေအားလုံးပြောချင်တာက spirit တွေရှိပါတယ်စောင့်ရှောက်တယ်ရွေးနဲ့ကန်ဆိုလို့ဒီ video အဆုံးထိကြည့်နေတယ်ဆိုရင်မြစ်တာများများပို့ပါ spirit တွေရဲ့ guidance ကိုတကယ်ရလိုက်မယ်သူတို့ရဲ့ပေးတဲ့မြစ်တာတွေအပြည့်အဝရလိုက်မယ်အဓိကမြစ်တာများများပို့ပါ
ဆိုတော့ယွန်းဒီဗီဒီယိုကိုလုတ်ချင်ရတော့ကြာပြီမလုတ်ရဘူးပေါ့နော်ဒီနေ့ကတော့ဒါ message ပေးရမယ့်အချိန်ရောက်လို့နေမှာပေါ့နော်ပေးလိုက်တယ်ဒါပေမဲ့ယွန်းပြောနေအထက်ကနေတုံနေရပေါ့နော် shaking ဖြစ်နေအတွင်းထဲမှာအဲ့လိုမျိုးခြေလက်တွေတုံအခုအရန် effect နေရမျိုးတွေဖြစ်နေရဆိုတော့လုံးဝ blessing ကြီးကြီးမားမားရလိုက်မယ်လာမယ့်တစ်ဖက်အတွင်းမှာမြစ်တာမပြတ်ပို့တာပါကိုအတွက် result ကောင်းတစ်ခုရကိုရမယ်အဲ့တော့အားလုံးအဆင်ပြေကြပါစေအကယ်လို့ဒီဗီဒီယိုလေးက energy ကိုက်တယ်ဆိုရင်များများ share ခဲ့ပေးလို့ရတယ်ရုံးလည်း follow လုပ်ပေးခဲ့လို့ရတယ်ပြီးတော့ page အတူတွေလည်းအများကြီးရှိပါတယ်တတိထားပါ divine filter တော့ဘိုင်ယွန်း page တစ်ခုပဲရုံးရဲ့ page အမှန်အကန်မှာအဲ့တော့ငွေမလွဲခင်လည်းတတိထားပါရုံး voice message နဲ့ပို့တယ်ရုံးရဲ့အတန်ကြောင့်မှပဲငွေလွဲပါလို့ပြောချင်တယ်ပြီးတော့ရုံးနဲ့ appointment လုပ်ချင်တဲ့သူတွေကိုလောက်ပိုင်းထဲမှာတော့ booking လေးတွေ open ဖြစ်တယ်ဒါပေမဲ့ရုံးနဲ့ face to face booking ယူချင်တဲ့သူတွေအများများတာဖြစ်တော့ Zoom 1 hour consultation package လေးရှိရပေါ့နော်အဲ့ဒီဟာလေးကိုယူလို့ရတယ် Zoom 1 hour consultation package မှာတာတော့တည်တဲ့တစ်ခုတည်းမဟုတ်ပဲနဲ့ကိုယ့်အတွက်လိုအပ်နေတဲ့ guideline လေးတွေပါမယ်အဲ့လိုမျိုးရုံးနဲ့ consultation လည်းဟုတ်မယ်ပေါ့နော်ဆိုတော့ guideline လေးအများကြီးပါတဲ့အပြင်တာတော့ကိုလည်း face to face အပြန်အလှန်ကြိုက်တယ်လို့မေးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ package ကိုတော့ဦးစားပေးပြီးတော့ယူသွားပေးမယ်အခုကတော့ဒီ6လပိုင်းလအလယ်လောက်ချီတော့အဲ့ Zoom package လေးတွေကလည်းပြည့်နေပြီပေါ့နော်ဆိုတော့date လေးတွေယူလို့ရတယ်Zoom package လေးတွေယူချင်တယ်ဆိုရင်ပေါ့နော်လာယူလို့ရတယ် TikTok မှာတော့ reply ပြန်တာနှောက်ကြလိုက်မယ်မပြန်တာလည်းဖြစ်နိုင်တယ်ဆိုတော့ booking လေးတင်ချင်တယ်ဆိုရင် Telegram 3998933338 Facebook page တော့ Filter တော့ဘိုင်ယုံမှာဆက်သွယ်လို့ရပါတယ်ဆိုတော့ energy guide တွေဆိုရင်များ share ပေးခဲ့ပါအောင်ပြီးတော့ energy guide ကြောင့်ဘယ်လိုမျိုးကိုပေါ်ကနေ relate ဖြစ်နေလဲဆိုတော့လည်း comment မှာရေးပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်